စားကုန်မစားနိုင်တော့ကိုချွဲရအောင်မလို့ရုံးမြစ်ဒီလေးကြော်စားရင်ရှင်ရဲပါတယ်ဒါလေးလားဟွာလေးကပူလာတယ်နော်အစကားလေးနဲ့အားကြမ်းနေတယ်နော်အဲသမီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အမအိမ်နဲ့အတူအကျော်သွားပြီးတော့ကြော်စားမှာဖြစ်ပါတယ်အိမ်မှာလည်းစူပုတ်ပင်ကအရွက်တွေအများများနေတော့စူပုတ်ရွက်တွေပါထည့်ပြီးတော့ကြော်စားလို့ရအောင်လို့တစ်ခါလေးသွားပြီးတော့ခုံနေရပါဒီနေ့အကြော်တယ်လေးတစ်ချက်ခက်ခဏကြော်ရနော်ဟိုကခဏလေးဒီပတိုင်းတွေတော့တရားရအောင်ဒီပတိုင်းတော့ကားတော့တရားမဟုတ်ပါဘူးဘာလို့ဒီငယ်မရောက်တဲ့လူတွေကအောက်ကိုလုံးနေခက်ခက်ကနည်းနည်းဟိုသွားဟုတ်တယ်ကျွန်တော်မဲနည်းနည်းလေးမြဲရဲသွားတော့ခံစားရတယ်ဟုတ်ပါဟုတ်လားဖတ်တော့ထုံးအောင်လဲရင်သွားဖြစ်သွားလဲရင်တကယ်ခလေးဝါပါလေးဟုတ်ဘူးဟိုညက်ရှာနေလို့ညက်ရှာနေတော့မှာပဲဟုတ်တာအစကားလေးနဲ့အားကြမ်းနေတယ်နော်ကျေးဇူးဟုတ်လားဟိုမှာလေးထားပြီးတော့လေခင်ဗျာကြောင်းပါကြောင်းရကျမမလားရပါတယ်အဲ့ဒါဆိုတော့ဟိုနဲ့ထိန်တာလားမုံနဲ့မုံနဲ့ထိန်ထားလေပစိုးရပါရလားပစိုးရနနမီရချင်းဆက်ကြော်လေးပေါ့နော်ငရုတ်ကြီးရငရုတ်သေးရစားနဲ့စားနဲ့ချုံမုံနဲ့ရပြီးတော့ဟိုအားထည့်တယ်ပဲမုံစိမ့်လေးထည့်တယ်ကြော်မုံထည့်တယ်အားထည့်တော့နှက်ထားလိုက်ပါတယ်ဟောအားရှိလားဖြစ်ပါပါလေကြောင်မှုရပြီကြောင်မှုရပြီသုံးစားပြီလားစားကြည့်ပြီလားစားလို့ရပြီစားလို့ရပြီရတာရှင်းပါရှင်းရတာရှင်းပါရှင်းဒီလိုခတော့အတွန်းလည်းမတွန်းကြတော့ဘူးဟဲ့မတွန်းတော့အထောက်ကခုနပြပြပြတယ်ဆိုတော့အတော့နေအများကြီးထည့်ပေးတာများပါရင်ဖေးလေးတွေဒီကခစ်လေးတွေတော့လေးတွေကြွအောင်ညာသေးလားမဆိုဟမ်ဒါသေးတယ်ရဲလို့ပြီးဖေးတွေကြွအောင်ဖေးလေးတွေအမေပြောနော်အားပြောတယ်တော့နာတော့လာပါလေတော့တဲ့ဟဲ့ဟိုလေတဖန်းစိတ်ပစုံမဟုတ်လို့တဖန်းစိတ်ပစုံဆိုရင်တော့ရဲဖောက်နေရပဲသိတာဟုတ်လားဒီတဖန်းစိတ်ပစုံကမရလို့လေဒါနည်းနည်းဟုတ်တာပဲလားကြောင်ဟိုကရဲနေရောဟိုကလေကြော်လိုက်ပြန်နေရဲနာလာစားကြတယ်လေရဲပါတယ်ဒါလေးလားဟိုကလေးကပူလာတယ်နော်ရုံးလေးတီးကြော်ကိုချွဲရအောင်မလို့ရုံးမြစ်ဒီလေးကြော်စားရင်ရှင်ခုံတော့မှာကြီးကြလိုက်ရတယ်ဟိုကလေးကောင်းလားကိုကြော်ကိုကောင်းကိုကြော်ကိုကောင်းဟိုရုံးလေးတီးလည်းတူးကုန်ပါဘာနဲ့ပါကြဘာဒီချင်းဆိုတာသွားရမလားခြံနဲ့သွားရဝါအောင်ခုကဘာဒီလိုကားလဲထည့်လိုက်တော့မမရဲ့ကားသွားတာပေါ့မေးစဖို့ရကိုမေးကြည့်စဖို့ရကိုမေးကြည့်စားလို့ရပါပြီရှင်ကိုဖြစ်ခေါ်လိုက်ပါအဲ့လို